Olympic Ballon Messi. Malai, don't malai. Danny, I like it down, yeah. You mali. Go Jeremy. Down down Jaya Josoloti. You never go Jeremy. ဗမာနိုင်ပြီတို့ဗမာနိုင်ပြီဒီတချင်းလေးဟာကျွန်တော်တို့မြန်မာအသင်းအာရှမှာပထမဦးဆုံးရွှေတံဆိပ်ရရှိခဲ့တဲ့အတွက်ဂုဏ်ပြုဆက်ဆိုထားတဲ့တချင်းတစ်ပုဒ်ဖြစ်ပါတယ်ကာလအားဖြင့်1966ခုနှစ်အာရှကြားကြီးစတင်ဖြစ်လာခြင်းပေါ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့9ချိန်မြောက်အာရှအိုလံပစ်ပြိုင်ပွဲကြီးမှာမြန်မာဘောလုံးအသင်းပါဝင်ရှင်ပြိုင်ခဲ့ပြီးအုပ်စုအဆင့်မှာအင်ရှင်ထိုင်းအသင်းနဲ့တကိုးစီတေကြခဲ့ကတောင်ကိုရီးယားအသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်ဒုတိယအဆင့်မှာလည်းအင်ဒိုနီးရှားအသင်းကိုတစ်ဖက်2ဂိုးစီတေကြအီရန်အသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့ပြီးအချိုဗိုလ်လူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်အချိုဗိုလ်လူပွဲမှာတော့မြန်မာအသင်းကစင်ကာပူအသင်းနဲ့တွေ့က2ဂိုးကိုမရှိနဲ့အနိုင်ရခဲ့သလိုတစ်ဖက်မှာလည်းအီရန်အသင်းကဂျပန်အသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရရှိကဗိုလ်လူပွဲအဆင့်ကိုမြန်မာအသင်းနဲ့အီရန်အသင်းတို့တက်ရောက်နိုင်ခဲ့ကြပါတယ်ဒီလိုနဲ့1966အာရှအိုလံပစ်ဘောလုံးပြိုင်ပွဲကြီးရဲ့ဗိုလ်လူပွဲမှာတော့မြန်မာအသင်းနဲ့အီရန်အသင်းတို့ပြန်လည်တွေ့ဆုံခဲ့ရပြန်ပြီပေါ့ဗိုလ်လူပွဲမှာကျွန်တော်တို့မြန်မာအသင်းကအီရန်အသင်းကိုအောင်ခင်ရဲ့တကိုးတဲသောတွင်းကုန်းနဲ့အနိုင်ရရှိခဲ့ပြီးမြန်မာအသင်းအာရှမှာပထမဦးဆုံးအကြိမ်ရွှေရကပိုဆွဲနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကထိုင်းနိုင်ငံကအင်ရှင်ဖြစ်နေတဲ့အတွက်ထိုင်းဘရင်နဲ့မိဖုရားများကပါလက်ခုပ်လက်ဝါးတီးပြီးဂုဏ်ပြုအားပေးခဲ့ရတဲ့အထိမြန်မာအသင်းရဲ့အရှိန်အဝါကကြီးမားခဲ့ပါတယ်မြန်မာအသင်းအတွက်အနိုင်ရစီမဲ့တလုံးတဲသောရွှေဂိုးကိုတွင်းယူခဲ့တဲ့ဦးအောင်ခင်ကအနိုင်ကိုတွင်းယူခဲ့ပုံကိုအခုလိုပဲပြန်လည်ပြောပြခဲ့ပါတယ်ဂိုးမရမီအချိန်မှာအီရန်အသင်းနောက်တန်းဘဲအစုံလုံးနံပါတ်5ကကျွန်တော်ကိုမလွတ်တမ်းကတ်ထားပါတယ်မကြာခဏနောက်ကနေအတင်းပူးကပ်ပြီးမတိမတာကျွန်တော်6ရောက်ကိုခြေဦးနဲ့ထိုးပါတယ်ကျွန်တော်လည်းမတိမတာ6ရောက်မြောက်ပြီးသူ့အကန်ကိုမိတ်ဆက်ကြည့်ရာသူ့သဘောပေါက်သွားပါတယ်အဲ့ဒီအချိန်နောက်တန်းကိုစိုးမြင့်ဘောလုံးရပြီးဘာဒူးထံကိုပို့ပေးလိုက်ပါတယ်တစ်ချိန်တည်းမှာကျွန်တော်အတွင်းဘက်ကိုနေရာယူလိုက်တာနဲ့တင်အီရန်နံပါတ်5ကျွန်တော်ကိုမျက်ခြေပြတ်သွားပါတယ်ဘာဒူးကလည်းညာဘက်အနှဲငယ်ဘောကိုတည်ယူပြီးတဲ့နောက်ကွင်းလေရောက်နေတဲ့ကျွန်တော်ထံခါးလေခန့်ကန်ပို့ပေးပါတယ်ကျွန်တော်လည်းဘောလုံးဖမ်းဖို့အလုပ်မှာအီရန်ကွင်းလေဘောလုံးသမားအနားရောက်လာလို့ဘောလုံးကိုမဖမ်းမဲဘဲတောင်ပံမှကိုဘာဘူးထံလွှတ်ပေးလိုက်ပါတယ်ကိုဘာဘူးဘောလုံးကိုဖမ်းချိန်မှာအီရန်ဂိုးသမားလည်းပြေးထွက်လာပြီးဘောလုံးကိုရဖို့ကြိုးစားပါတယ်ဒါပေမဲ့ဘောလုံးကပန်နယ်တီစီအပြင်ဘက်မှာဖြစ်တဲ့အတွက်လက်နဲ့မဖမ်းနိုင်ဖြစ်ပြီးတော့ကိုဘာဘူးနဲ့2ယောက်သားဘောအလူမှာကိုဘာဘူးကလဲကြမှာတော့ဘောလုံးကိုခြေဦးနဲ့ကျွန်တော်ထံကန်လိုက်ပါတယ်ဂိုးသမားမရှိဖြစ်နေတဲ့ဂိုးတဲကိုပန်နယ်တီစီပြင်မှာကန်မဲ့အလုံးမှာအီရန်နောက်တန်းလူ2ယောက်ဂိုးတဲပြေးဝင်လာတာကိုသတိပြုလိုက်ပြီးတဲ့နောက်ဘောလုံးကိုတစ်ချက်ပုတ်ပြီးညာခြေအတွင်းမှာ inside right နဲ့ကန်သွင်းပြီးအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်ဒါရီဟာမြန်မာဘောလုံးအသင်းရဲ့ရွှေခေတ်မှတ်တမ်းတွေပါတစ်ချိန်ကမြန်မာအသင်းဟိတ်ဆိုတာနဲ့ပြိုင်ဘက်တွေဟာလန့်ခဲ့ရပြီးအာရှကြားကြီးလို့ခေါ်ရလောက်အောင်ကိုမြန်မာကစားမတွေဟာခြေစွမ်းပြနိုင်ခဲ့ကြပါသည်ဒါရီဟာပုံမြင်မဟုတ်ပါဘူးမြန်မာအသင်းဆိုတာအာရှမှာတစ်ချိန်ကတကယ်ပဲအာရှကြားကြီးဖြစ်ခဲ့တာပါကစားသမားတွေအားလုံးဟာမိမိနိုင်ငံအတွက်အစွမ်းကုန်စူးစမ်းပြီးပေးဆက်ကစားကဟိတ်ဟန်တွေမရှိဘဲအားလုံးကစီးလုံးညီညွတ်ခဲ့လို့အောင်မြင်မှုတွေရရှိခဲ့ကြတာဖြစ်ပါသည်ခုများတော့မြန်မာနိုင်ပြီးတို့မြန်မာနိုင်ပြီးဆိုတဲ့တချင်းလေးဟာပါဇက်ရာဇဝင်လေးတစ်ခုသာဖြစ်ခဲ့ရပြီပေါ့အာရှနိုင်ငံများစီဗမာကကြိမ်ဆက်ရှားသည်တို့မျော်လင့်ယုံကြည်အာရှသမိုင်းတွင်ထွန်းပြောင်ရင်းမည်ဘာမှလည်းသင်ရှားဖို့လာ၏